ဟေ့ကလေးတွေငါစီလာလေကြတာလား ဖိုးပြူးနဲ့စင်စင်တို့မောင်နှမ2ယောက်ဟာဒီရက်ကွက်ကိုပြောင်းလာဆက်ဖြစ်လို့တငယ်ချင်းမရှိလို့ပြင်းပြင်းနဲ့ရှောက်သွားရင်ရက်ကွက်အစုံကအင်ကြီးဆောင်ရှိရောက်လာတယ်မောင်နှမဟာကလေးပီပီဆက်စုကျင်တာနဲ့အင်ကြီးစီလာခဲ့တယ်သူတို့မောင်နှမဟာတကားပွင့်သွားတာတွေ့တော့အိမ်ထဲကိုဝင်ခဲ့ကြတယ်အင်ကြီးရဲ့တကားဟာသူတို့ဝင်ကြီးတာနဲ့ပြန်ပိတ်သွားတယ် မမအိမ်တကားကြီးပိတ်သွားပြီ ပြန်ဖွင့်လို့ရပါတယ်မောင်လေးရအိမ်ထဲလျှောက်ကြည့်ရအောင် ဖိုးတွေနဲ့စင်စင်တို့ဟာအင်ကြီးထဲလျှောက်သွားနေတော့တကားနောက်ကလက်ကြီးတစ်ဖက်ထွက်လာတယ်မကြောက်ပါနဲ့ငါမင်းတို့ကိုဘာမှမလုပ်ပါဘူးမင်းတို့ကတိတ်ကျင်တာတက်တာပဲ တကောင်လဲအထီးကျန်နေတဲ့တစီမကြီးလူစီနဲ့တငယ်ချင်းလိုနေတဲ့ဖိုးတွေတို့ဟာခဏချင်းမှပဲခင်သွားကြတယ်စင်စင်တို့ဟာတစီမကြီးနဲ့တနေကုန်စော့ကစားပြီးညနေဆောင်ချိန်ရောက်လာမှအိမ်ပြန်ခဲ့ကြတယ်စင်စင်တို့ဟာတစီမကြီးနဲ့တနေကုန်စော့ကစားပြီးညနေဆောင်ချိန်ရောက်လာမှအိမ်ပြန်ခဲ့ကြတယ် ဘိုင်းဘိုင်လူစီ မနှက်ပြန်လာခဲ့ကြအောင်နော်ဒီလိုနဲ့ကစားပေါ်မရှိတဲ့စင်စင်တို့မောင်နှမဟာလူစီစီနေတိုင်းသွားကစားခဲ့ကြတယ် ဟေ့တော့သားလေး2ယောက်ကိုအိမ်ကြီးစီသွားမလို့လားအဲ့ဒီမှာတစ်စေကြီးရှိတယ်နော်နင်တို့ကိုခုတ်ချိုးလိုက်မယ် တရက်မှာတော့စင်စင်တို့မောင်နှမဟာတစီမကြီးလူစီနဲ့ကစရင်မိုးချုံမှန်မသိပဲအိမ်ပြန်ချိန်ရောက်ကြနေခဲ့တယ် ရောင်ကြားရည်သားနဲ့သမီးတို့မတွေးမိဘူးလားအခုထိပြန်မလာကြသေးဘူး မတွေးမိပါဘူး။နေရာဒီကျောင်းပိတ်ထားတယ်ဆိုတော့ဟိုဟိုဒီဒီသွားကစားနေကြမှာပေါ့ အခုက9နာရီတောင်ထိုးတော့မယ်ပြန်လာသိပြီပေါ့လာရက်ွက်ထဲလိုက်ရှာရအောင်အမကြီးကျမကလေး2ယောက်များတွေးမိလား အန်တီသားနဲ့သမီးဟိုကွင်းထဲကတစ်စေမကြီးအိမ်မှာသွားကစားနေတာတွေ့လိုက်တယ် ဘလို့တစေမကြီးအိမ်ဟုတ်လား ဟုတ်တယ်အန်တီအဲ့ဒီအိမ်မှာတစ်စေမကြီးတစ်ကောင်ရှိတယ်တားကိုယ်တိုင်တွေ့ဘူးလေ အဲ့ဒီအိမ်ဆိုရင်မလွယ်ဘူးညီမကြီးပိုးအရင်တုန်းကအဲ့ဒီအိမ်ထဲကလေး2ယောက်ဝင်သွားတာပြန်မထွက်လာတော့ဘူးနဲ့အမေလေးငါကလေး2ယောက်တော့ဒုက္ခရောက်ပြီးနေတူတယ် ။ကော်မနီနဲ့မိမရေရက်ွက်ထဲကလူတွေခေါ်ပြီးအမြန်သွားငါဆရာကြီးပေးထားတဲ့ရေမှန်းဘူးယူပြီးလိုက်ခဲ့မယ်။စင်စင်တို့မိဘ2ယောက်ဟာစိုးရင်တကြီးနဲ့အင်ကြီးစီရောက်လာခဲ့ပြီးအထဲဝလာတဲ့အချိန်မှာ နဲ့အတန်ပဲအောင်မယ်လေးသားနဲ့သမီးဘာလုပ်နေကြတာလဲအခုချက်ချင်းမိမိနာကိုလားသမီးတို့ကစားနေကြတာပါမေမေ မကောင်းဆိုးဝါးမကြီးငါကလေးတွေကိုနှောက်ယှက်ချင်အောင်ခဲ့ဟာ မလုံနဲ့ဖေဖေမလုံပါနဲ့ ဆရာရဲ့ကျမကလေး2ယောက်ကိုကဲပါအောင်ဟိုတစေမကြီးကသူတို့ကိုဖမ်းစားထားတယ်ထင်တယ် ဟုတ်တယ်နင်းကလေး2ယောက်ကိုစားကျင်လို့လောက်တာပဲတော်သေးတယ်အချိန်မီသေးလို့ မဟုတ်ဘူးမေမေသူကသားတို့ကိုဘာမှမလုပ်ဘူးသားတို့ကိုချစ်လို့အတူတူကစားတာပဲရှိတာ အဲ့ဒါပဲကြည့်တော့ဆရာတစေမကြီးကသူတို့ကိုပြူစားထားတာ ဘာမှမပူနဲ့ဆရာကြီးမန်းကွင်းလှုပ်ပေးလိုက်မယ်ကလေး2ယောက်မှဝတ်ထားပေးလိုက်စင်စင်တို့မောင်နှမ2ယောက်ဟာမိဘတွေကအိမ်ထဲကနေပေးမထွက်တော့လူစီစီသွားကစားလို့မရတော့ဘူးပေါ့ လူစီကိုတတိရတယ်မမ မမလည်းတတိရတယ်မောင်လေးခုလောက်ဆိုသူတယောက်တည်းပြေးနေရှာတော့မယ် တစီမကြီးလူစီဟာကလေး2ယောက်မပေါ်လာတော့လို့မျောနေရှာတယ်ကလေးတွေရောက်များလာမပါလို့တကားဝါကနေထွက်မျောနေတတ်တယ်ဒီလိုနဲ့နွေရာသီကျောင်းပိတ်ရက်တွေကုံဆုံးလို့စင်စင်တို့မောင်နှမ2ယောက်ကျောင်းပြန်တက်နေရပြီပေါ့တနေ့မှာတော့သူတို့ရဲ့အတန်းပိုင်ဆရာမကပျော်ပွဲစားထွက်ဖို့အစီအစဉ်လုပ်တယ်ဆရာမကပျော်ပွဲစားထွက်ဖို့ရွေးလိုက်တဲ့နေရာကစင်စင်တို့ရက်ကွက်အစုံက AOG နာကွင်းထဲမှာပေါ့ဒီအကြောင်းမိဘတွေတည်သွားတဲ့အခါပျော်ပွဲစားထွက်တဲ့အနာကိုအပြေးလွှားလာကြတယ်အမဲလေးလေးကလေးတွေကန်ကောင်းလို့တော်သေးတယ်ဟိုတစိမကြီးဝင်ခဲ့လိုက်လို့ ရှင်ကားကိုဘလို့မောင်းတာလဲ တောင်းမှန်ပါတယ်ဗျာကားကဘရိတ်မမီတော့လို့ပါမိဘတွေဟာကလေးတွေအနေရကင်းလို့စိတ်အေးသွားတယ်လို့တစ်ဘက်ကလည်းတစိမကြီးပေါ်နားလဲသွားခဲ့တယ်တကယ်တမ်းတစိမကြီးဟာကလေးတွေကိုအနေရပေးသူမဟုတ်မှန်ကလေးတွေကိုကာကွယ်ပေးသူချစ်တတ်သူဆိုတာသူတို့သိသွားခဲ့ကြပြီဒီအချိန်ကစပြီးတော့လူစီရဲ့အိမ်ဟာကလေးတွေရဲ့ကစားကွင်းဖြစ်သွားတော့တယ်